အားလုံးပဲမင်္ဂလာပါများကျွန်တော်ဒီနေ့အင်္ဂါနေ့ညရဲ့ပွဲစဉ်တွေထဲမှာဒါ၃ပွဲကိုရွေးချယ်သုံးသက်ချက်လေးလုပ်ပြီးသွားခြင်းပါတယ်ပထမဆုံးတစ်ပွဲကတော့ဘာစီလိုနာနဲ့အေဘာစီဒီယိုရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာဝေကွင်းဘာစီလိုနာကနေတော့ဒါကတော့ကျွန်တော်စပိန်ကိုဘာရေးဖလားပေါ့လေစတီဂျီမှာဆိုလို့ရှိရင်ဝေကွင်းဘာစီလိုနာအသင်းကနေပြီးတော့ကျွန်တော်တို့နှလုံးအနှုတ်20နဲ့ကိုပေါင်းကြီးလီလုံးပေါင်း60ဆိုပြီးတော့ဖွင့်လာပြီးတာလည်းတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအေဘာစီဒီအသင်းလေးရဆိုလို့ရှိရင်လည်းဒီအနေထားကြီးရောက်လာတာကျွန်တော်တို့ပထမမှာဆိုလို့ရှိရင်ဒီရီးရဲမထွက်ကိုကြော်ဖြတ်ပြီးတော့ဒီအနေထားရောက်လာပါဗောလေအဲ့တော့ကျွန်တော်တို့ဒီအေဘာစီဒီတင်ရတာအသင်းကြီးတွေနဲ့ပဲသူ့အနေနဲ့လက်တွေ့နေတာလည်းဖြစ်ပါတယ်ဒီပွဲပြီးလို့ရှိရင်တော့ဒါရှုံးတော့နောက်တစ်ဆင့်ကိုတက်မှာဖြစ်လို့ဘာစီလိုနာကလည်းကျွန်တော်တို့ဒါဒီပွဲပြီးလို့ရှိရင်ဘာစီလိုနာအနေနဲ့ကျွန်တော်နောက်ပွဲမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါလက်ရှိအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ကရီးရဲမထွက်ကဖိအားလိုက်ပေးနေတဲ့အတွက်သူ့အနေနဲ့ဒါနောက်ထပ်ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့မာရော့ကာကိုအိမ်ခွင်းမှာအဲခံကစားမှာဆိုတော့ပွဲတော့အရန်တော့မကြက်ဘူးပေါ့လေဒါပေမဲ့လည်းကျွန်တော်ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါအေဘာစီဒီအသင်းကလည်းရီးရဲမထွက်ကို32ဆိုတဲ့ရလနဲ့နိုင်ပြီးတော့ဒီအဆင့်ရောက်လာဖြစ်တော့ short dot လို့လည်း short dot လို့တော့မရဘူးပေါ့လေအဲ့တော့ဘာစီလိုနာတို့အနေနဲ့နိုင်မယ်ဆိုရင်တော့ဂိုးပြတ်မနိုင်တော့ဘူးထင်တယ်တော့ကျွန်တော်တို့ Asian Eva City Boy ကိုကြိုက်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါဘောလောနာနဲ့ AC Milan တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာအဝေးကွင်း AC Milan level ပြား60ရှုံးတဲ့ဂိုးပေါင်းကြီးနှလုံးနှုတ်80ဆိုပြီးတော့ဖွင့်လာပြီးတာလည်းတွေ့ရပါတယ်အဲ့တော့လက်ရှိအမှတ်ပေးတရားမှာဆိုလို့ရှိရင်ဘောလောနာအဆင့်30မှာရပ်တည်နေပြီး AC Milan တော့အဆင့်2မှာရပ်တည်နေပါတယ်လက်ရှိ Inter Milan နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဆင့်1က Inter Milan နဲ့ဆို10မှတ်လောက်ထိပြတ်နေတာလည်းဖြစ်ပါတယ်ဒီနေ့သင်းရဲ့ဟတ်တူကထိထိတွဲဆုံမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံး5ချိန်မှာ AC က2ချိန်နိုင်တယ်ဘောလောနာ2ချိန်နိုင်တစ်ချိန်ကတော့တည်ကြတာတွေ့ရပါတယ်ဘောလောနာဆိုလို့ရှိရင်ကျွန်တော်တို့စီးရီးရဲ့ပွဲတီးတန်းဆိုနောက်ဆုံး3ပွဲစတိုက်ကိုသူ့အနေနဲ့တပွဲနိုင်2ပွဲရှုံးထားပြီးတော့နောက်ဆုံး3ပွဲစတိုက်မှာဂိုးပေါင်းအပေါ်တွေပဲကစားထားတာကိုလည်းတွေ့ရပါတယ်AC Milan တော့နောက်ဆုံးကားတော့ဖောင်5ပွဲမှာဆိုလို့ရှိရင်2ပွဲနိုင်3ပွဲတည်ကြတာပြီးတော့အဝေးကွင်း3ပွဲမှာဆိုလို့ရှိရင်တပွဲနိုင်2ပွဲတည်ကြတာကိုလည်းတွေ့ရပါတယ်အဲ့တော့ AC Milan ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ Inter Milan ကိုဖိအားပေးဖို့အတွက်ဆိုလို့ရှိရင်မဖြစ်မနေနိုင်ပွဲလိုအပ်နေတာဖြစ်တယ်လို့ဘောလောနာအနေနဲ့ကလည်းလက်ရှိအဆင့်ခွန်ကအတလန်တာနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့6မှတ်လောက်ထိပြတ်နေတာဖြစ်တော့ဥရောပဝင်ခွင့်တနေရာအတွက်ဆိုလို့ရှိရင်သူ့အနေနဲ့လည်းမဖြစ်မနေနိုင်ပွဲလိုအပ်နေတာလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဘောလောနာနဲ့ AC Milan မှာဆိုလို့ရှိရင်ဘောလောနာကတော့ကျွန်တော်ဥရောပပြိုင်ပွဲတွေပါကန်နေရတဲ့အတွက်သူ့အနေနဲ့ပွဲပန်းကောင်းပန်းနိုင်ပါတယ်ကျွန်တော်တို့ AC Milan တော့သူကတော့တပတ်မှတစ်ပွဲပဲကန်ရတဲ့အတွက်သူကတော့ AC ကန်နေရတာဖြစ်တယ်ပေါ့လေဒါတော့မှတစ်ခါလေ AC Milan ကြောင်ပြောက်ပြီးတော့ဒါတရေတွေကများနေတယ်ပေါ့လေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါနှစ်သင်းလုံးဒီ1-1ပုံစံမျိုးနဲ့ပဲပွဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့တော့ကျွန်တော်အင်ရှင်ဘောလောနာဘော်ဒီကိုကြိုက်ပါတယ်တရေပွဲလို့ပဲကျွန်တော်ထင်တဲ့အတွက်အင်ရှင်ဘောလောနာဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ဘောလောနာအနေနဲ့ဒါနှစ်ပွဲဆက်လက်နောက်ဆုံးနှစ်ပွဲဆက်လက်ရှုံးနိုင်ဖြစ်တဲ့အတွက်3ပွဲဆက်ကတော့မရှုံးနိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့တော့တီကြိုက်အောင်မှပြား60လောက်စားမှဖြစ်တဲ့အတွက်ကျွန်တော်အင်ရှင်ဘောလောနာကိုကြိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့လီဗာပူးစင်နဲ့စိတ်ပူလီတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျင်းမှာဆိုလို့ရှိရင်အရှင်လီဗာပူးစင်က1နှုတ်20နဲ့ဂိုးပေါင်းကြီး3လုံးပေါင်း40ဆိုပြီးဖွင့်လာပြီးတာတွေ့ရပါတယ်လီဗာပူးစင်ကဆိုလို့ရှိရင်နောက်ဆုံး3ပွဲစတိုက်လေးပြန်ပြီးတော့ဒါနိုင်ပွဲပြန်ဖော်ဆောင်ထားတာကိုတွေ့ရပါတယ်အဲ့တော့စိတ်ပူလီတင်ကတော့ကျွန်တော်တို့တရေ2ပွဲနဲ့နောက်ဆုံး5ပွဲမှာဆို3ပွဲရှုံးထားပါတယ်ပြီးခဲ့တဲ့ပွဲကလည်းအော့ဘက်ကိုဒါ2-1ဆိုတဲ့ရလနဲ့သူရှုံးထားခဲ့တယ်ပေါ့လေဒါတော့ကျွန်တော်တို့ဒါဂျာမန်ဖလားပွဲဖြစ်တယ်ပေါ့လေဒါကြောင့်မလို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးစင်တွေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်တယ်လို့ထင်တယ်တလုံး20ရင်းပြီးတော့ကျွန်တော်လီဗာပူးစင်ဘော်ဒီကိုပဲကြိုက်ပါတယ်ဗျာလီဗာပူးစင်အနေနဲ့ဒါအနည်းဆုံး2ဂိုးကတော့ပြတ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အိမ်ဝင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့လေပြီးတော့ဒီရာသီမှာဆိုလို့ရှိရင်သူတို့အနေနဲ့လီဗာပူးစင်အနေနဲ့ဒါချန်ပီယံလိဖလားလဲသူတို့အနေနဲ့မျှော်လင့်လို့ကျွန်တော်အများကြီးမရဘူးပြီးတော့ဒီအမှတ်ပေးပြိုင်ပွဲမှာဆိုလို့ရှိရင်လည်းဘိုင်ယန်အမှတ်ဖြတ်ထားဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒီလိုမျိုးဖလားတွေမှာအဓိကမျောလင့်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့တော့ဖလားလက်မဲ့မဖြစ်ချင်ဆိုရင်ဒါကြောင့်မို့လို့ကျွန်တော်လီဗာပူးစင်ရဲ့ဘော်ဒီကိုကြိုက်ချင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဒါကျွန်တော်ရဲ့ရွေးချယ်မှု3ပွဲဖြစ်ပါတယ်အကြိုက်တူတော့ယူဖို့အကြိုက်မတူတော့လွတ်လပ်စွာပတ်ကတ်နိုင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်